လွန်ခဲ့တဲ့နှစ်ပေါင်း130ခန့်ကတိတ်ဆိတ်တဲ့ငလို့အမိရတဲ့အဖွဲ့အစည်းတစ်ခုဒီလောကထဲကိုပထမဆုံးအကြိမ်ပေါ်ထွက်လာခဲ့ပါတယ်။သူတို့ပေါ်လာတဲ့အချိန်မှာတလောကလုံးဟာစစ်မီးတွေတောက်လောင်ပြီးတေကျေပျက်စီးမှုတွေနဲ့ကြီးနေခဲ့ပါတယ်လူတွေဟာလည်းမျောလင့်ချက်မဲ့ပြီးအတီးဒုက္ခရောက်နေကြရတာပေါ့။အဲ့ဒီလိုပျက်စီးခြင်းပေးဆိုးကြီးမပြီးဆုံးနိုင်ဖြစ်နေချိန်မှာပဲလောကအရရက်ကတိုင်းပညာရှင်တွေစုပေါင်းပြီးအလဲပိုင်းကောင်းကင်မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းခဲ့ကြပါတယ်အဲ့ဒီနောက်တိတ်ဆိတ်တော်ညာကိုတားဆီးဖို့အတွက်တင်တီးတဲ့ရည်ရွယ်တဲ့အဖွဲ့အခွဲတစ်ခုကိုထပ်မံဖွဲ့စည်းခဲ့ပြီးဖုတ်ကျင်ဟူကိုပထမဆုံးဂိုင်းချုပ်ချစ်ခန့်အပ်ကမြောက်ပိုင်းကောင်းကင်ဂိုင်းလို့အမည်ပေးခဲ့ပါတယ်အလဲပိုင်းမဟာမိတ်အဖွဲ့ကသူတို့ကိုတိုင်းကျန်းတွေဆေးစွမ်းကောင်းတွေနဲ့တရားဝင်ပံ့ပိုးပေးခဲ့တာကြောင့်မြောက်ပိုင်းကောင်းကင်ဂိုင်းဟာတိတ်ဆိတ်တဲ့ညီအဖွဲ့ကိုပြန်လည်တွန်းလှန်နိုင်တဲ့အထိဒီအားကြီးမှလာခဲ့ပါတယ်ပထမဂိုင်းချုပ်နောက်ပိုင်းမှာဒုတိယဂုံချုပ်နန်မွန်ဆန်နဲ့တတိယဂိုင်းချုပ်ယိုဝမ်ယွန်းတို့အစဉ်ဆက်အုပ်ချုပ်ခဲ့ကြပါတယ်သူတို့ဟာရန်သူတွေကိုတိုက်ခိုက်ရင်းလူထုရဲ့ကြီးညိုလေးစားမှုကိုရရှိလာသလိုထူးချွန်တဲ့တိုင်းပညာရှင်တွေလည်းအများအပြားဝင်ရောက်လာခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့မြောက်ပိုင်းရဲ့မဟာန်တိုင်းကြီးလို့လူသိများတဲ့စတုတ်ထမြောက်ဂိုင်းချုပ်ဂျင်ကွမ်ဟူပေါ်ထွက်လာပါတယ်သူ့ရဲ့လက်အောက်မှာတော့မြောက်ပိုင်းကောင်းကင်ရဲ့သူရဲ့ကောင်းလေးဦးလို့ခေါ်တဲ့သူတွေရှိနေပြီးသူတို့ရဲ့နောက်ွယ်မှာတော့မြောက်ပိုင်းကောင်းကင်ဂုံးသားတွေအင်တိုက်အားတိုက်ရှိနေခဲ့ပါတယ်သူတို့အားလုံးဟာတိတ်ဆိတ်တဲ့မိအဖွဲ့ကိုအပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်အဲ့ဒီသူရဲ့ကောင်းလေးဦးကတော့တက်နဆိုးလက်တီးရှင်ဂျိုးရှန်ဝူလက်တီးပညာကိုအဓိကသုံးစွဲသူနှစ်လေမုံတိုင်းရောင်မုံဆန်လက်ရှိကိုင်းဆောင်သူ3ကျင်းစတင်တစေတာရောင်ရှန်ဟွာဓာတ်တလက်နဲ့ကြောက်စရာကောင်းသူတမ်မီသွေးစစ်တီဂျေရွရှင်ဂျာဘုတ်ကိုအသုံးပြုသူတို့ဖြစ်ကြပါတယ်နောက်ဆုံးမှာတော့ဂုံချုပ်ဂျင်ကွမ်ဟူကိုတိုင်သားကိုဆွဲထုတ်ပြီးရန်သူတွေကိုတစ်ချက်တည်းနဲ့အပြစ်ရှင်းကမြေပြင်ကိုခြေထောက်နဲ့နင်းချလိုက်တဲ့အခါကြောက်တုံးကြောက်ခဲတွေလွင့်စင်ပြီးရန်သူတွေဟာအလဲလဲပြားပြားဖြစ်သွားခဲ့ရပါတယ်သူတို့ရဲ့စွမ်းဆောင်မှုကြောင့်ပဲတိတ်ဆိတ်တဲ့ညအဖွဲ့ဟာအရှုံးပေးပြီးပျောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့ဇလန်ကအဲ့ဒီမှာတည်းမပြီးသွားပါဘူးကြောက်လန့်ကြားနဲ့ငူကြိုနေတဲ့အသက်73နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ဂျင်မူဝမ်ကိုကျွန်တော်တို့မြင်တွေ့ရပါတယ်သူ့ရဲ့ရှေ့မှာတော့သူ့ပခင်ဖြစ်သူမြောက်ပိုင်းရဲ့မဟာန်တိုင်းကြီးဟာဒူးထောက်ရက်သားနဲ့မြေကြီးထဲမှာဓာတ်ကိုစိုက်ထားပါတယ်သူတို့ရဲ့ရှေ့မှာတော့မိုးကောင်းကင်ကိုကိုလို့ခေါ်တဲ့အင်အားကြီးလုံးလို့ဘယ်သူမှမရှင်ရဲတဲ့သူ9ယောက်ရှိနေပါတယ်သူတို့ဟာအလဲပိုင်းမဟာမိတ်အဖွဲ့ရဲ့အုပ်ချုပ်သူတွေပေါ့အဲ့ဒီထဲကတယောက်ဖြစ်တဲ့ပညာရှင်စုမဝါကတော့ဘားလွာတဲ့ကိုလုံးမုတ်စိတ်ရှိနဲ့လက်ချမ်းပုံမျက်ခုံးတွေရှိသူပါသူဟာအင်မတန်ရန်ကြီးရှင်ဖြစ်ပြီးပစ္စည်းလူနီးပါးဖြစ်နေတဲ့မုံမိသားစုကိုတောင်ပြန်လဲထူထောင်နိုင်ခဲ့သူပါစုမဝါကဂိုင်းချုပ်ဂျင်ကွမ်ဟူကိုတိတ်ဆိတ်တဲ့မိအဖွဲနဲ့ပူးပေါင်းနေဆိုပြီးဆွဆွဲပါတယ်ဂိုင်းချုပ်ကသူဟာတစ်သက်လုံးရိုးသားစွာနေထိုင်ခဲ့ပြီးဘယ်တော့မှတစ္ဆာမဖောက်ခဲ့ဘူးလို့ညှင်းဆိုပေမဲ့စုမဝါကတော့ဂိုင်းချုပ်ရဲ့ယုံကြည်ရဆုံးလက်ယုံတွေဖြစ်တဲ့သူရဲ့ကောင်းလေးဦးကိုတိုင်ကတက်တည်ထွက်ဆိုထားတယ်လို့ပြောလိုက်ပါတယ်ဂိုင်းချုပ်ဟာသူ့ရဲ့ညီအကိုတွေလိုယုံကြည်ခဲ့တဲ့လက်ယုံလေးဦးကိုတယောက်ချင်းစီလိုက်ကြည့်တဲ့အခါမှာတော့တချို့ကမျက်နှာလွဲသွားပြီးတချို့ကတော့အေးဆက်ဆက်ပြန်ကြည့်နေကြပါတယ်အဲ့ဒီတော့မှသူဟာတစ္ဆာဖောက်ခံလိုက်ရပြီဆိုတာသိသွားပါတော့တယ်သူတို့ဘာကြောင့်တစ္ဆာဖောက်ကြလဲဆိုတာသူနားမလည်နိုင်ပေမဲ့အခုတော့သူတယောက်တည်းဖြစ်သွားပြီဆိုတာလက်ခံလိုက်ရပါတယ်သူ့သားလေးကိုကာကွယ်ဖို့အတွက်ဂိုင်းချုပ်ဟာအားကုန်ဟစ်ပြီးအလဲပိုင်းမဟာမိတ်အဖွဲ့ရဲ့သဘောအတိုင်းကိုလိုက်နာမယ်လို့ကြေညာလိုက်ပါတယ်အမှန်တော့သူတို့ကအလဲပိုင်းမဟာမိတ်အဖွဲ့ကမြောက်ပိုင်းကောင်းကင်ဂိုင်းအင်အားကြီးလာတာကိုကြောက်လို့ရည်ရွယ်ချက်ရှိရှိဖြစ်စည်းခဲ့တာပါဂိုင်းချုပ်ကမြောက်ပိုင်းကောင်းကင်ဂိုင်းကိုဒီနေ့ကစပြီးချစ်သိမ်းလိုက်ပြီးအားလုံးအိမ်ပြန်ကြတော့ဆိုပြီးနောက်ဆုံးအမိန့်ကိုထုတ်ပြန်ပါတယ်ပြီးတော့သူ့သားကိုမထိခိုက်စေဖို့ကတိတောင်းခဲ့ပါတယ်ပညာရှင်စူးမွန်ဝါကမျိုးစက်ပြတ်အောင်တက်ချင်ပေမဲ့အခြေအနေရကတိပေးလိုက်ရပါတယ်နောက်ဆုံးမှာတော့ဂိုင်းချုပ်ဟာသူ့သားကိုတောင်းပန်ပြီးကိုသားနဲ့အဆုံးစီရင်သွားခဲ့ပါတယ်ဒီလိုနဲ့နှစ်ပေါင်းရာနဲ့ချီတိတ်ဆိတ်တဲ့မိကိုခုခံခဲ့တဲ့မြောက်ပိုင်းကောင်းကင်ဂိုင်းဟာညီကုန်းချုပ်သွားပါတော့တယ်3နှစ်အကြာမှာတော့ဂျင်မူဝမ်ဟာတစ်တုံးတစ်ခုမှာအခြေခံထားရပြီးနှိမ့်ဆက်ခံနေရပါတယ်အလဲပိုင်းမဟာမိတ်အဖွဲ့ကလူတွေကသူ့အဖေဝတ်ထားတဲ့တိုင်းကျန်းတွေနဲ့လက်နက်တွေပဲမှလဲဆိုပြီးမေးကြပါတယ်မူဝမ်ကရေမောလိုက်တဲ့အခါသူတို့ကဒေါသထွက်ပြီးမူဝမ်ရဲ့လက်ညှိုးကိုဖျက်ပစ်လိုက်ပါတယ်နာကျင်စွာအော်ဟွေရင်မူဝမ်ကမိုးကောင်းကင်ကိုမင်းတို့ငါဖေနဲ့ထားခဲ့တဲ့ဂရီကိုမေ့သွားကြပြီလားလို့မေးလိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေထဲမှာတော့နာကျင်မှုနဲ့ဒေါသတွေပြည့်နေပါပြီ3သက်ချက်အလဲပိုင်းမဟာမိတ်အဖွဲ့ဟာသူတို့ရဲ့ဂုံတရင်အတွက်မြောက်ပိုင်းကောင်းကင်ကုန်းကိုအသုံးချခဲ့ပြီးအင်အားကြီးလာတဲ့အခါမှာတော့သူရဲ့ကောင်းလေးဦးကိုစီးယုံပြီးဖြစ်စည်းခဲ့တာပါဒါပေမဲ့ပညာရှင်စူးမဝါအနေနဲ့ဂျင်မူဝမ်ကိုအမြင့်ပြတ်မတက်ခဲ့တာဟာနောက်တစ်ချိန်မှာသူတို့အတွက်အကြီးမားဆုံးအမားတစ်ခုဖြစ်လာတော့မှာပါအခုတော့မူဝမ်ရဲ့ကလေးစားချေမှုခီးစဉ်ကစတင်နေပါပြီ